အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ယမန်နေ့ညကရှင်ပြိုင်ကစားခဲ့ကြတဲ့ဘရာဇီးနဲ့ဂျပန်ဆောင်းဘရိုင်းတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒါနဲ့စကားမဆက်ဘောလုံးကစားနည်းရဲ့လက်ပေါက်မှုဆိုတာအနိုင်ရှုံးထက်ထူပေးတဲ့စိတ်လှုပ်ရှားမှုတွေမှာရှိတာပါဟာတက်လို့တော့လေတန်းအလဲလဲကဲဒါနဲ့မနေ့ညကခူစတန်ကွင်းကြီးထဲမှာကဘာကြီးတစ်ခုလုံးအသက်ရှူမှားခဲ့ရတဲ့ဘရာဇီးနဲ့ဂျပန်တို့ရဲ့ပွဲစဉ်ဟာတမိုင်းဝင်ပွဲစဉ်တစ်ပွဲဖိတ်ခဲ့တယ်ဆိုတာအမှန်ပါပဲအဲ့ဒီပွဲမှာပွဲချိန်65မိနစ်ထိဂျပန်တို့ရဲ့စီးကန်းရှိတဲ့ခန်းစစ်ကဘရာဇီးရဲ့တိုက်စစ်ကိုတားဆီးထားနိုင်ခဲ့မှုရဲ့အဲ့ဒီနောက်ဆုံးစက္ကန့်မှာတော့မမျှော်လင့်ထားတဲ့အလက်အပေါင်းအားလုံးဖြစ်ပေါ်သွားခဲ့ပါတယ်ပွဲစားစာချင်းမှာပဲဘရာဇီးကိုပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့ဂျပန်တို့ရဲ့နီးပြိုဟာကတကယ်ကိုအံ့အားစရာပါပဲပွဲချိန်29မိနစ်မှာတော့ကွင်းလယ်လူခိုင်ရှူးဆာနိုရဲ့အမကန်အဝီးကန်ချက်ကဘရာဇီးကိုသမားကိုအလွတ်ရိုက်ခဲ့ပါတယ်ဘရာဇီးပြည်သက်တွေအားလုံးတိတ်ဆိတ်သွားခဲ့ရပြီးဂျပန်တို့ဦးဆောင်ကိုရရှိလို့သွားခဲ့ပါတယ်ဘရာဇီးတို့အတွက်တော့ဒီကမ္ဘာဖလားခီးလန်းကဒီမာတင်ရက်တန့်တော်မလို့ခင်နေခဲ့ပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ဘရာဇီးတို့ရဲ့မျက်နှာဖုံးအစစ်စမန်ကိုမြင်တွေ့ခဲ့ရပါတယ်ဘရာဇီးတို့ချန်ပီယံဈေးတိုင်းနဲ့အကြိမ်ကြိမ်တိုက်စစ်လာပြီးဝါရင်ကွင်းလယ်လူကာစီမီတို့ကသူ့ရဲ့အတွေ့အကြုံနဲ့56မိနစ်မှာခြေပဲကူးကိုခေါင်းတိုင်တွင်းယူပေးခဲ့ပါတယ်ရလဒ်တန်းလည်းတကိုးဖြစ်လို့လာခဲ့ပါပြီကွင်းတစ်ခုလုံးကဘရာဇီးပြည်သက်တွေကလည်းအားရင်တွေပြန်တက်လာခဲ့ပြီးပွဲကတကယ်ကိုမီးပွင့်နီးပါပဲနိုင်လက်တံတွေကမိနစ်90ကိုကျော်လာခဲ့ပါပြီအားလုံးကပွဲပြီးခါနီးပြီလို့ထင်နေချင်းပွဲချိန်95မိနစ်ဘရာဇီးတို့ရဲ့နောက်ဆုံးအခွင့်အရေးမာတင်နယ်လီရဲ့ခြေပြားကထွက်လာတဲ့ဘောလုံးဟာဂိုးပိုက်တကွန်နဲ့တပြိုင်နဲ့တိုးဝင်လို့သွားခဲ့ပါတယ်ဒီသွင်းဂိုးဟာဂျပန်တို့ရဲ့နှလုံးသားကိုရိုက်ချိုးလိုက်တယ်လို့ဘရာဇီးတို့ရဲ့အောင်ပွဲကန်တန်းကကွင်းတစ်ခုလုံးကိုလွှမ်းကြုံလို့သွားခဲ့ပါတယ်ဘောလုံးပွဲဆိုတာဒီလိုပါပဲစက္ကန့်ပိုင်းတွေကကန်ကြမားလေးပြောင်းလဲသွားတယ်ပါတယ်ဒါဟာကျွန်တော်တို့ချစ်တဲ့ဘောလုံးအားကစားဆိုတာပါပဲဒီလိုနဲ့ရလက်နှစ်တစင်းနဲ့ဘရာဇီးကနောက်တဆင့်တက်လို့သွားခဲ့ပါပြီဂျပန်တင်းရဲ့ကြိုးစားမှုကလည်းချီးမွမ်းစရာအောင်မမိတ်ထားလို့မရတာတော့အမှန်ပါပဲဗျာဘော်ဒါတို့ကဒီပွဲရဲ့အကောင်းဆုံးစိတ်လှုပ်ရှားမှုအခွင့်အတန်းတွေကိုကောမန့်မှာဝင်ဆွေးနွေးသွားခဲ့ကြပါအောင်ဗျာနောက်လာမယ့်ပွဲစဉ်တွေကိုလည်းမလွတ်တမ်းကြည့်ရှုအားပေးဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် see you ပါအဲ့လဲ